ရှိမတတ်တော့တဲ့ခြေနဲ့မင်းထိန်ချုပ်တဲ့ကဘာငယ်ထားရခဲ့တော့မယ်ကိုပြစ်မရှိပါပဲနဲ့မင်းပြောထွက်ခဲ့ပါတယ်အိုးတရဲ့ကိုစိတ်မချလို့ပါကွာထွက်သွားဖို့စီစဉ်ကိုခဏလောက်နောက်ဆုံးလိုက်ပါလားကွယ်တကယ်မရှိတဲ့လူစလေးရဲ့အိမ်မတတ်တဲ့ကူရဲ့သူစွမ်းစားနေသူလေးပတ်တော့မယ်မိုးလင်းတိုင်းပြဿနာတတ်တယ်အိုးတရဲ့ကိုအားဖြည့်လို့ပြီးပါမယ်ဒီစကားလေးစီကိုခဏလောက်သိချပေးပါလားတွေ့ကိုအားဖြည့်လို့ပြီးပါမယ်ဒီစကားလေးကိုခဏလောက်သိထားပြီးပါ